မင်္ဂလာပါမင်္ဂလာပါမောင်တို့ရောင်လို့တောင်းမလာရင်တဲ့ကညာခင်ဆိုတဲ့စကားရဲ့မာလိမ့်မရအရင်ကရောက်ပြီးမို့ဟိုးရင်ကရောက်ပြီးမို့နောက်ချီနေအိုင်ဘွယ်လေးမှာနောက်ချီနေအိုင်ဘွယ်လေးမှာကျမတို့စတိုင်းပြက်ပါလေဆိုလို့ငိုတော့မလူနေတာညာတစ်ခေါက်လုံးကြွားခဲ့စမ်းမှာကျုံနှမများကိုဖိတ်ကြားခြင်းပါတယ်ခမညာတိမ်ဝါရောက်တိမ်တောင်တွင်စိမ့်စိမ့်ဆူအကိုတို့ကြွားတစ်ခေါက်လုံးကြွခဲ့စမ်းမှာကျုံနှမများကိုဖိတ်ကြားခြင်းပါတယ်ခင်ဗျာတိမ်ဝါရောက်တိမ်တောင်တွင်စိမ့်စိမ့်ဆူပြူတို့ရွာအခုများတော့မြူကြီးလို့တပီးအောင်ထိတ်ကုသိုလ်ရေးစီုံပွဲနဲ့လမ်းနဲ့သာသာရာရာစာပင်ရောက်နေတဲ့ရှိကနဲ့မတူပါကြည်ဝဝရရောင်းလဲလိုက်ကြပါခင်ဗျာနိုင်ငံကျိုးများဟူသာအလုံးရွတ်ဆောင်ပါမယ်ခမညာပြူပြီးရေးလုပ်တယ်ရွာမြို့သားအတွက်ဆိုမညိုညင်မှာနိုင်ငံကျိုးများဟူသာအလုံးရွတ်ဆောင်ပါမယ်ခမညာပြူပြီးရေးလုပ်တယ်ရွာမြို့သားအတွက်ဆိုမညိုညင်မှာကောင်းရင်တဲ့ခါရွှေဒီသာကောင်းရင်တဲ့ခါမြမတို့ရွှေဒီသာဦးအောင်လေးရရင်းပထမကနေတာမို့ဆိုလို့တော့ရွာလေးပါခင်ဗျာအမျိုးသားများတို့ဝါရတို့ကြကအောင်မြင်ဆောင်ရွက်လာဇာတိကဘာတိပါရမီရှင်တောင်ဖတ်ခဲ့ဦးရဲ့ရွာကလေးပါကောင်းကြီးတင်ခါမြမတို့ရွှေတေးစာဖုံးမို့ဆွေကတုံဖြူရွာလေးရာဦးအောင်စီရာရင်းပထမကနေတာမုံစိုးခေါ်ရွာလေးပါခမညာအမျိုးသားများဒူဝါစရာနိုးကြကအောင်မြင်ဆောင်ရွက်လာဇာတိကဘာတိပါရမီရှင်တောင်ထွက်ခဲ့ဦးရဲ့ရွာကလေးပါမြမ
ငါကိုကြီးမေဆရာတင်